အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့အိမ်မှာရှိတဲ့စပယ်ပင်လေးတွေကိုဂိုင်းဖြတ်ပြီးအသစ်လေးတွေဘယ်လိုပွားမလဲနောက်ပြီးပန်းတွေတစ်ပင်လုံးဝင်းနေအောင်ဘယ်လိုပြုစုမလဲဆိုရလှုပ်ဝက်ချက်တွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်ကို့အပင်လေးတွေပန်းတွေအများကြီးနဲ့အပင်စိတ်စိတ်လေးဖြစ်ချင်တော့အရွက်9စုံလောက်ရှိလာတိုင်းဖျားနေအရွက်2စုံကိုညှက်ပစ်ပါဒါမှဘေးကိုင်းတွေအများကြီးထွက်လာမှာပါစပယ်ဟာနေအောင်ရမ်းကြိုက်ပါတယ်နေအောင်ရလေပန်းမလီဖြစ်ပါတယ်စပယ်မှာအမြင့်နူလေးတွေအများကြီးရှိလို့မြေကိုအမြဲဆူဆွတ်နေအောင်ရေမမှန်လောင်းပေးပါရေဝတ်လို့မရပါဘူးเนาะရေကြိုက်ပေမဲ့ရေဝတ်လို့မရပါဘူးရှင်သူက acid တဲ့အနေငယ်ရှိတဲ့မြေကိုကြိုက်တာမို့လို့အပင်အားစေးလေးတွေပုံမှန်ကျွေးပေးဖို့လိုအပ်ပါတယ်ဒီနေ့အတိုင်းပြုစုမယ်ဆိုရင်တင့်အိမ်မှာဇန်နေဖွင့်နေအောင်ပွင့်နေမှာအသေးကြပါအားလုံးပြောချင်တဲ့စိုက်ပျိုးရေးအချိန်လေးဖြစ်ပါစေရှင်နောက်တစ်ခုကတော့စပယ်ကိုင်းလေးတွေတကိုင်းကနေအပင်တစ်လေးတွေအလွယ်ဆုံးဘလို့ပွားမလဲဆိုတာပြသပေးသွားမှာဖြစ်ပါတယ်အရင်ဆုံးကိုင်းလေးကိုအရွက်2ရွက်လောက်ခြံပြီးဖြတ်လိုက်ပါရေငွေ့ပြန်တာတက်တာအောင်အရွက်တွေကိုဒီလိုလေးတွေတဝက်စီညှက်ပေးဖို့မမေ့ပါနဲ့နော်ဒါမှအပင်ကအမြင့်ထွက်ဖို့ကိုအားဆိုင်မှာပါအမြင့်ထွက်ပုံမြန်စေဖို့ဂိုင်းရဲ့အောက်ခြေကိုဓာတ်နဲ့အခွန်လေးတွေအနှဲငယ်ခွာပေးပါပြီးရင်တော့မြေစီလွာထဲမှာစိုက်ပြီးရေလောင်းပေးလိုက်ရုံပါပဲဒါကတော့ရက်ပေါင်း30အကြာမှာရရှိလာတဲ့ရလက်နဲ့အမြင့်တွေအားကောင်းအောင်ထွက်လာတဲ့လိုပန်းငုံလေးတွေလည်းစရမှာဖြစ်ပါတယ်ဒီနေ့အတိုင်းပြုစုမယ်ဆိုရင်တင့်အိမ်မှာစပယ်ပန်းတွေဖွင့်နေအောင်ပွင့်နေမှာအသေးကြပဲအားလုံးပြောစင်စွာစိုက်ပျိုးရေးအချိန်လေးဖြစ်ပါစေ